ဒိမတ်နိုင်ငံသားရဲ့ဝန်ကြီးက၎င်းတို့အနေဖြင့်ဒိမတ်နိုင်ငံဆိုင်ရာအမေရိကန်တန်ယုံတာဝန်ရှိပုဂ္ဂိုလ်များအားဆင့်ခေါ်ပြီးအမေရိကန်ကဒိမတ်ကိုပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဂရင်းလန်ကျွန်းမှာတရှိုနဲ့ထောင်လိုင်းရေးလုပ်ငန်းများလှုပ်ဆောင်နေရန်စီစဉ်ထားတယ်ဆိုတဲ့အမေရိကန်မီဒီယာတွေရဲ့သတင်းဖော်ပြချက်ကြောင့်ဆွေးနွေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။သတင်းရင်းမြစ်ပုဂ္ဂိုလ်2ဦးရဲ့ပြောကြားချက်အရအမေရိကန်ဟာဂရင်းလန်ကျွန်းနဲ့ပတ်သက်ပြီးသတင်းအချက်အလက်စုဆောင်းမှုလုပ်ငန်းများအားမြင့်တင်လှုပ်ဆောင်လျက်ရှိကြောင်းအမေရိကန်တရှိုအဖွဲ့အစည်းကိုသမ္မတထရန့်ကအဆိုပါကျွန်းအားလက်လွှဲရယူသည့်လှုပ်ရှားမှုအတွင်းထည့်သွင်းထားကြောင်း American The Wall Street Journal ကမေလ6ရက်နေ့မှာဖော်ပြထားပါတယ်။အဆိုပါသတင်းဖော်ပြချက်ကိုဖတ်ရှုပြီးတဲ့နောက်၎င်းနေဖြင့်များစွာပူပန်ပြီးအထူးဂရုပြုမိကြောင်းအဘေကြောင့်ဆိုသောမိဖက်များအကြားတရှိုလှုပ်ရှားမှုမလုပ်ဆောင်သင့်ကြောင်းဒိမတ်ရေဒီယိုကတဆင့်ပြောကြားခဲ့ပါတယ်။လက်ရှိအဆိုပါသတင်းအကြောင်းအရာနဲ့စစ်မှန်မှုကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသို့တော်လည်း American ဘက်ကသက်ဆိုင်ရာသတင်းနဲ့ဆက်လင်းနဲ့အတိအလင်းညှင်းဆိုမှုမလုပ်သေးကြောင်းရင်းကြောင့်၎င်း၏ပူပန်မှုကိုတဆင့်တိုးစေကြောင်းဒီတွဲကြောင့်၎င်းဟာဒိမတ်နိုင်ငံဆိုင်ရာအမေရိကန်တန်ယုံမှတာဝန်ရှိသူပုဂ္ဂိုလ်များအားစိတ်ခေါ်တွေးဆုံသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒိမတ်နိုင်ငံရဲ့ယင်းနှီးတဲ့မိတ်ဆွေတူကထောင်လိုင်းရေးလှုပ်ရှားမှုဩဇာလွှမ်းမိုးမှုတိုးချဲ့တဲ့နည်းနဲ့ဒိမတ်ဘီရင်နိုင်ငံရဲ့စီလုံးညီညွတ်မှုကိုဖျက်ဆီးဖို့ရုပ်စွာအစုံဂရင်းလန်ကျွန်းကိုလက်လွှဲယူရန်စဉ်းစားနေတယ်ဆိုတာဟာဒါအရန်ကိုဆိုးဝါးစေပါတယ်လို့အမေရိကန်ရဲ့အဆိုပါကြိုးပမ်းမှုဟာဘလို့မှမအောင်မြင်နိုင်တဲ့ဖြစ်နိုင်ခြေရှိတယ်လို့မယူဆကြောင်း၎င်းကပြောကြားခဲ့ပါတယ်။ American မီဒီယာများရဲ့အဆိုပါသတင်းဖော်ပြချက်ကလည်း Greenland ကျွန်းရဲ့ဆွေးနွေးမှုများကိုဖြစ်စေခဲ့ပါတယ်။ Greenland ကျွန်းကိုပိုင်အုပ်ချုပ်ခွင့်ရနယ်မြေလွှတ်တော်နိုင်ငံသားရေးနဲ့လုံခြုံရေးမူဝါဒကော်မတီဥက္ကဋ္ဌက DR နဲ့တွေ့ဆုံမေးမြန်းမှုကိုဖြေကြားရာမှာ Greenland ကျွန်းမြို့တော် American ကောင်စစ်ဝင်ရုံးချုပ်ကိုပိတ်ပင်ရန်စဉ်းစားသင့်ကြောင်းပြောကြားခဲ့ပါတယ်။ Greenland ကျွန်းဟာမြောက်အမေရိကတိုက်အရှေ့မြောက်ပိုင်းမှာတည်ရှိပြီးကမ္ဘာအကြီးဆုံးကျွန်းဖြစ်ပါတယ်။အဆိုပါကျွန်းဟာဒိမတ်နိုင်ငံရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်ပြီးအလွန်မြင့်မားသောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိကာကာကွယ်ရေးနဲ့နိုင်ငံခြားရေးကိစ္စရပ်များကိုဒိမတ်အစိုးရကတာဝန်ယူစီမံခန့်ခွဲလျက်ရှိပါတယ်။ အမေရိကန်လက်ရှိအချိန်မှာ Greenland ကျွန်းရဲ့အဓိကစစ်တပ်ခြေစိုက်စခန်းတစ်ခုရှိပါတယ်။ယမန်နှစ်ကအမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲအပြီးအမေရိကန်သမ္မတထရန့်ဟာ Greenland ကျွန်းထိန်းချုပ်ခွင့်အားရယူလိုတဲ့ပြင်းပြသောဆန္ဒကိုအကြိမ်များစွာထုတ်ဖော်ပြောကြားခဲ့တဲ့အပြင်စစ်ရေးသုံးမဟုတ်စီးပွားရေးအရာအကြက်ကိုင်မှုနီလန်းဖြင့်အဆိုပါကျွန်းရဲ့ထိန်းချုပ်ခွင့်အားရယူမည်ဖြစ်နိုင်ခြေကိုလည်းဖယ်ရှားထား၍မရကြောင်းပြောကြားခဲ့ပါတယ်ခင်ဗျာ။